ကမ္ဘာပထမဦးဆုံးခေါက်ဖုန်းတွေထဲမှာရေဆိုခန့်တဲ့ဖုန်းတစ်လုံးဖြစ်လာတဲ့ Samsung Galaxy Z Flip 3အားလုံးပဲမင်္ဂလာပါ THN Review ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်က Samsung Galaxy Z Flip 3လေးကို full review လေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Okay စလိုက်အောင်အရင်ဆုံးအနေနဲ့ဒီ Samsung Galaxy Z Flip 3ရဲ့ specification လေးကိုပြောပါမယ် display ဘိုင်းမှာဆိုလို့ရှိရင်တော့ 6.9 inch ကျယ်တဲ့ Dynamic AMOLED 2X display ကိုထောက်ပံ့ပေးထားတယ် 120Hz refresh rate နဲ့ပါလာပါပြီအလင်းအနေနဲ့ကတော့1200 nit ထိထောက်ပံ့ပေးတာလည်းတွေ့ရတယ်နောက်ဘက် cover display မှာဆိုလို့ရှိရင် 1.9 inch ကျယ်တဲ့ Super AMOLED display ကိုလည်းအသုံးပြုပေးထားတာတွေ့ရပါတယ် battery အနေနဲ့ကတော့3300 mAh battery ကိုထောက်ပံ့ပေးထားပြီးတော့အားသင်းစနစ်မှာဆိုလို့ရှိရင်သူက15 watt ကိုမှ Type C နဲ့ဖြစ်သွားပါပြီဟုတ်ပါ Type C ပါ speaker ဘက်မှာဆိုလို့ရှိရင်လည်း dual stereo speaker ကိုသုံးလာတယ်အောက်ဘက်တစ်လုံးပေါ်ဘက်တစ်လုံး stereo speaker ဖြစ်သွားပြီချစ်ဆက်ပိုင်းမှာဆိုလို့ရှိရင်တော့ Snapdragon ရဲ့ Triple 8 SoC ကိုအသုံးပြုပေးရတယ်ကင်မရာအနေနဲ့ကတော့12 megapixel main camera 12 megapixel ultra wide ဖြစ်ပြီးတော့ selfie camera အနေနဲ့ဆိုလို့ရှိရင်တော့10 megapixel selfie camera ကိုအသုံးပြုပေးတာတွေ့ရပါတယ် Android 11 One UI 3.1.1 နဲ့လည်းဖြစ်သွားပါတယ်ပြီးတော့ဒီဖုန်းမှာဆိုလို့ရှိရင်ကမ္ဘာပထမဦးဆုံးရေစုပ်ခံတဲ့ခေါက်ဖုန်းလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ IPX8 water resistant နဲ့ထောက်ပံ့ပေးတာတွေ့ရတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဖုန်းကငရင်ထွက်ရှိခဲ့တဲ့ Z Flip နဲ့ဆိုလို့ရှိရင်ဘာတွေကွာလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်အောင်။အရင် Z Flip နဲ့ဆိုရင်အရင်ဆုံးတိတာတော့ပြောပါဆိုလို့ရှိရင်အနောက်ဘက်မှာပါတဲ့ back cover displayဒီ Z Flip တော့ဆိုရင်တော်တော်လေးသေးတယ်အခု Z Flip 3မှာဆိုရင်တော့ကြီးကြီးမားမားနဲ့သူက 1.9 inches တောင်ကျဲ display လေးကိုထည့်ပေးလာတာတွေ့ရတယ်နောက်တစ်ခုအသိသာဆုံးပြောင်းလိုက်တာတော့ design ပိုင်းမှာဆိုလို့ရှိရင်ဘေးပေါင်များစာကြကြနန design ထွင်ထားတာကိုတွေ့ရမယ်ကျွန်တော်ပြီးရင် video လေးမှာလည်းထည့်ထားပေးပြမယ်တော်တော်လေးစက်တက်လာတဲ့ design ကိုပြောလို့ရတယ်ဒီ Z Flip 3မှာဆိုလို့ရှိရင်တော့ရေစုပ်ခံတဲ့ IPX8 water resistant ဘူးပါလာတယ်အရင် Z Flip တုန်းကဆိုလို့ရှိရင်ရေစုပ်ခံစနစ်မပါဘူးပြီးတော့ speaker ဘိုင်းမှာဆိုလို့ရှိရင်လည်းအရင် Z Flip တုန်းကဆိုလို့ရှိရင် single speaker ဟုတ် Z Flip 3မှာဆိုလို့ရှိရင်တော့ dual stereo speaker ကိုထောက်ပံ့ပေးထားတယ်ဒါ flagship phone တစ်လုံးမှာဖြစ်တဲ့ဟာလေးပါလာပြီလို့ပြောလို့ရတယ်အရင်တော့က Z Flip မှာဆိုလို့ရှိရင်တော့ 4G version 5G version ဆိုပြီးထွက်တယ်အခု Z Flip 3မှာတော့ 5G version တစ်မျိုးတည်းပဲထွက်ရှိလာပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ Z Flip 3ရဲ့ full review လေးကိုတွားလိုက်အောင်ဖုန်းကကိုင်းရတာရှင်းမျောလေးတော့ရှိတယ် 6.9 inch ကျယ်တာဟုတ်အဲ့တော့ရှင်းပြရှိတဲ့အခါမှာကျွန်တော်တို့ဘေးဘက်မှာ power button နဲ့ထားရတာရယ်ဒီလိုဖြတ်နားမဲ့အချိန်မှာဆိုလို့ရှိရင်နှိပ်ရတာအပေါ်လေးနည်းနည်းရောက်နေတယ်လို့ခံစားရတယ်ကျွန်တော်ခံစားရတာပါပြီးသွားလို့ရှိရင်ခောက်လိုက်တဲ့အချိန်မှာ power button နှိပ်ရတာတော်တော်လေးမိုက်တယ်ကျွန်တော်တို့မျိုး selfie ဆွဲရင်ပဲဖြစ်တော်တော်လေးမိုက်တာကိုတွားပြီးတော့တွေ့ရပါတယ်ပြီးတော့ဒီဖုန်းမှာ1200နှစ်ထိလင်းအားထောက်ပံ့ပေးရတဲ့အတွက်နေရောင်ကြီးမှာသုံးလာလေတော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့တစ်ခုရှိတာအလဲကလိုင်းချောင်းကြီးကတော့ပုတ်ဆွဲလို့ရှိရင်တော်တော်လေးတိတာနေသေးပဲဖြစ်တယ်ဒါကကျွန်တော်တို့သုံးလို့ရှိရင်တော့နည်းနည်းချက်တိတိထားမိတယ်ဘေးကလူတွေကြည့်လို့ရှိရင်တော့တော်တော်လေးရုပ်ဆိုးပါတယ်ဒီလိုင်းချောင်းကြီးထွက်နေတဲ့ဟာလေးอ่ะပေါ့နော်အဲ့ဒီခုတော့ရှိတယ်အနောက်ဘက် cover display မှာဆိုလို့ရှိရင်ကျွန်တော်တို့ notification တွေကြည့်မလားဖုန်းပဲကောက်ကင်မလားပြင် timer ပဲပေးမလားကျွန်တော်တို့စတဲ့ဖြစ်ပေါ့နော်တချင်းတွေပဲဖွင့်မလားကျွန်တော်တို့ control လုပ်လို့ရတယ်ဒီ display ကနေပြီးတော့ဒီ display ကိုနှစ်ချက်တောက်လိုက်မယ်ဆိုလို့ရှိရင်ပေါ်လာပြီ setting ထဲမှာလည်းဒီ cover display အတွက် setting တီးတန်လည်းပါရှိပါတယ်ပြီးတော့ဒီ cover display ကိုအသုံးပြုပြီးလို့ရှိရင်သူကကင်မရာရိုက်လို့ရသေးတယ်ဒီမှာပါကင်မရာရိုက်လို့ရသေးတယ်ဒီကင်မရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က wide angle lens ပဲချိန်မလားရိုး main lens နဲ့ပဲရိုက်မလားဆိုပြီးတော့ချိန်လို့ရပါတယ်ပြီးသွားလို့ရှိရင် video mode လည်းရွှေ့ပြီးတော့ပြောင်းလို့ရတယ်အဲ့တော့တော်တော်လေးလည်းမိုက်လာပြီလို့ပြောလို့ရတယ်ပြီးတော့ဒီဖုန်းမှာ 120Hz refresh rate ပါလာတဲ့အတွက်လည်းအရင်ထွက်ရှိခဲ့တဲ့ဖုန်းထက်ဆိုင်လို့ရှိရင်တော့ဆွဲရတာတွေကလည်းတော်တော်လေးတွက်နေရောညံလည်းမိုက်တယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ကင်မရာဘိုင်းမှာတော့12 megapixel 12 megapixel ပြီးရင်အထဲမှာ10 megapixel ဒီရင် Z Flip ထက်တော့မမတိတိတာကြီးပြောင်းလဲသွားတာမရှိဘူးselfie camera ကတော့တိတ်ပြီးတော့မမိုက်ဘူးအဲ့တော့ကျွန်တော်အနေနဲ့ကတော့ selfie ရိုက်မယ်ဆိုလို့ရှိရင်သူခောက်လိုက်တယ်ခောက်ပြီးတော့မှdouble touch power button ကိုလုပ်ပြီးတော့မှပဲဒီလိုမျိုးလေးပဲရိုက်ဖြစ်တယ်ဒါနဲ့ရိုက်လို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်စမ်းထားတဲ့ဟာလေးလည်းကျွန်တော်အနေနဲ့ပြီးလို့ရှိရင်ဗီဒီယိုထဲမှာလည်းထ
ထည့်သွင်းပြသပေးသွားမှာပဲဖြစ်ပါတယ် speaker ဘိုင်းမှာတော့ဗျာသူက dual stereo speaker ကိုသုံးလာတယ်သူကအတန်ကြီးကလည်းလုံးဝကြီးကြီးလင်းလင်းပြပြတသားကိုကြားရတယ်နားထောင်ရတာလည်းတော်တော်လေးစိန်ရှိတယ်ပေါ့နော်နားထောင်လို့လည်းတော်တော်လေးကောင်းတယ်ဆိုပြီးတော့ပြောလို့ရတယ်ကောင်းရင် design တွေကောင်းသွားတဲ့ပြင်မှာ aluminum frame နဲ့ဖြစ်သွားတဲ့ထွက်လေအရင်ကထပ်ဆိုင်လို့ရှိရင်ပို့ပြီးတော့အကျန်းခံလာတယ်ပြီးတော့တို့ခောက်လိုက်မယ်ဆိုလို့ရှိရင်လည်းမြင်ရတဲ့ပုံကအရင်ဟွာတော့မဖြစ်နေဘူးပို့ပြီးတော့မြင်ရတာတော့ကောင်းတယ်လို့ထင်တယ်ပြီးတော့သူကဘယ်လောက် degree ထားမလဲပေါ့နော်စသဖြင့်ကျွန်တော်တို့ပဲထားမလား tripod မလိုပဲနဲ့လည်းသူတို့ပဲရိုက်မလားပြီးရင်ဒီလောက်ပဲဖြန့်ထားမလားပေါ့နော်90 degree ပဲထားထား45 degree ပဲထားထားစသဖြင့်ကျွန်တော်တို့ထားခြင်းတဲ့ degree ထားလို့ရတယ်အပြည့်ဆိုလို့ရှိရင်တော့180ပေါ့နော်ဒီမျိုးစသဖြင့်ကျွန်တော်တို့ထားခြင်းတဲ့ degree မှာထားပြီးတော့လည်းလုပ်လို့ရတယ်ဒီလောက်အနီးကဆိုလို့ရှိရင်တော့တစ်ခါလေကြားလို့ရှိရင်တော့ပိတ်သွားတယ်ဒါတော့အနီးကလေးထားရမယ်ဆိုလို့ရှိရင်ပေါ့နော်သူကပိတ်သွားတတ်တယ်အဲ့ဒီချက်တော့ရှိပါတယ်ဒါတော့ဒီလိုမျိုး45 degree တို့ထောင်ထားလို့ရတဲ့အတွက်ကျွန်တော်တို့ဒါ online class ပဲတက်တာပေါ့နော်ဒီလိုထောင်ထားပြီးတော့တက်တာလည်းအဆင်ပြေတယ်ကျွန်တော်တို့ tripod မပါဘဲနဲ့လည်းကျွန်တော်တို့တယောက်တည်းဓာတ်ပုံရိုက်တာပဲဖြစ်အဲ့လိုမျိုးရိုက်ကြတာလည်းတော်တော်လေးကျွန်တော်တို့အဆင်ပြေစေတယ်ခောက်လိုက်မယ်ဆိုလို့ရှိရင်နောက်မှာ Samsung ဆိုတဲ့စာသားလေးပေါ်လာမှာပဲဖြစ်ပါတယ်ရေဆိုခန်းတဲ့ချက်ကတော့ကျွန်တော်တို့ရန်အားတင်စေခဲ့တယ် foldable phone တစ်လုံးမှာဗျာသူတို့အနေနဲ့တော်တော်လေးတည်တည်တက်လုပ်ထားတာကိုတွေ့ရတယ်ဒီလိုမျိုးဖုန်းမှာခောက်ထားလို့ရှိရင်လည်းရေဆိုခန်းနဲ့ရေစိမ့်ခန်းနဲ့ဆိုတဲ့ချက်ကတော်တော်လေးမိုက်တယ်ကျွန်တော်စမ်းလာတဲ့ခါလေးကိုလည်းဒီဗီဒီယိုထဲမှာထည့်သွင်းပြပါမယ်သူရဲ့ water resistant က IPX8 water resistant ပဲဖြစ်ပါတယ်ဒီဖုန်းကပေါ့နော်ကျွန်တော်တို့မကြိုက်တဲ့အချက်လေးတွေတော့ရှိတယ်။ဘာလဲဆိုတော့သူက game လေးခဏကစားတာမှာတော်တော်လေးပူတက်လာတာတွေ့ရတယ်။အဲ့ဒါမဖြစ်သင့်ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်။နောက်ပြီးတော့ battery အနေနဲ့ကလည်း3300 milliamp power ပဲပါတယ်။ဒီ3300 milliamp power battery ဆိုတာကရန်နဲလုံးတယ်လို့ထင်တယ်။ heavy user တွေအတွက်လည်းမပြေဘူး။ 1 day တောင်သုံးလို့အဆင်မပြေတဲ့အနေထားမှာရှိတယ်။15 watt fast charging ကတော့သူ့ battery နဲ့သူတော့အဆင်ပြေနေတယ်။ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ကတော့ဒီ3300 milliamp power battery ကတိတ်ပြီးတော့အဆင်မပြေစေဘူးလို့ပြောချင်တယ်။အဲ့တော့နောက်ဆုံးအနေနဲ့ဒီဖုန်းကိုဘယ်လိုတွေကရွေးဝယ်တင်လဲဒီဖုန်းကိုတော့ကျွန်တော်တို့ foldable ဖုန်းတွေထဲမှာရေဆိုခန္ဓာကြိုက်တဲ့သူတွေဆက်ဆန်းပြပြလေးတွေကင်နေတယ်ဆိုတဲ့သူတွေရွေးဝယ်တင်တယ်ဘသူတွေမဝယ်တင်ဘူးလဲဆိုလို့ရှိရင်ဒီဖုန်းကို heavy user တွေအနေနဲ့မဝယ်တင်ဘူး gamer တွေအနေနဲ့လည်း game ကစားဖို့ဆိုပြီးတော့မဝယ်တင်ဘူးလို့ပြောရင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲဒီဗီဒီယိုဆုံးဖြတ်ကြည့်ရှုခဲ့တဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြအောင်အားလုံးလည်းပေးကင်းကြပါစေ